ဒီတစ်ခါ United ကိုထဲမဲ့ဆရာပတ်ရဲ့ဂျင်းကတော်တော်ကြီးရလို့ပြောလို့ရပါတယ်အားလုံးပဲမင်္ဂလာပါ3 minute United ကနေဆက်ပြီးတော့ကြိုးဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထုံးစံတိုင်းကြိုးစားပါ Okay ဒီတင်းကတော့နည်းနည်းတော့ထူးဆန်းနေပေါ့နော်ဆိုတော့ကျွန်တော်တုံးတက်ကြည့်မယ်ဒါပညာရှင်မဟုတ်ပါဘူးဝါသနာရှင်ပါပြောထားယူနော်ဝါသနာရှင်ပရိသတ်နော် United ပရိသတ်ဝါသနာရှင် Okay ဆိုတော့ဒီအကြောင်းအရာကဒါအခုဒီဆရာပတ်ပြောမဲ့ထဲမဲ့ဂျင်းကကြီးတယ်လို့ပြောရတဲ့အကြောင်းရင်းကဒါဆရာပတ်ပြောလိုက်တဲ့စကားတွေကို United ရဲ့တာဝန်ရှိသူတွေအနေနဲ့ပါပါနဲ့မရှိဘူးဆိုလို့ရှိရင်နောက်10နှစ်စာဒါမှမဟုတ်9နှစ်စာလောက်ထပ်ပြီးတော့တိုင်ပတ်သွားနိုင်တဲ့ဂျင်းပါဘာဂျင်းလဲဆိုလို့ရှိရင်ဒါသူပြောထားတယ်ဗျ United အတင်းမှာလာမဲ့ယာတီနွေလာမဲ့နွေယာတီမှာကစားသမားတယောက်ရှိတယ်အဲ့ဒီကစားသမားတယောက်ကိုအခုလည်းတင်းထွက်နေတယ်ပေါ့နော် United ကခေါ်ဖို့အဲ့ဒီကစားသမားဒါ United ကိုရောက်သွားမယ်ဆိုလို့ရှိရင် United လို့အတင်းကထိမ့်မရသိမ့်မရကိုနော်ပြန်ဘက်တိုင်းကိုနော်အနိုင်ယူနိုင်တဲ့အတင်းဖြစ်လာနိုင်မယ်လို့သူကတော့ဒါပြောသွားတာပေါ့ဒီကြောင့်မို့အဲ့ဒီကစားသမား United အတင်းကိုရောက်သွားမှာကိုအရန်ပဲသူစိုးရိမ်တယ်ပေါ့အဲ့တော့အဲ့ဒီကစားသမားကဘယ်သူလဲဆိုတာကိုတော့သူအတိအကျတော့နာမည်တက်ပြီးတော့ပြောသွားခြင်းတော့မရှိဘူးဆိုတော့သူကတော့အဲ့ဒါတော့ဒါ United ရဲ့တာဝန်ရှိတဲ့လူတွေကိုဘဟေရီဆန်နဲ့တိုက်ခိုက်လိုက်တယ်လို့ပဲကျွန်တော်ကတော့စကားစစ်ထိုးလိုက်တယ်လို့ပဲမြင်တာပေါ့နော်ဆိုတော့အခု United မှာတင်းထွက်နေတဲ့ဒါ quality player ပြောရမှာဆိုလို့ရှိရင်တော့ဒါ Nottingham Forest ကဒါ Anderson တို့နော်တိုနာဒါ Newcastle ကတိုနာလီတို့ဟာလားဒါ Bruno G တို့နောက်ပြီးတော့မှဒါ Juan Mani Riek က Juan Mani တို့နောက်ပြီးတော့မှဒါMichael Carrick ရဲ့အတင်းဟောင်း Championship က Middlesbrough လားအဲ့ဒီအတင်းကကွင်းနယ်ကစားသမားလေးတယောက်သူ့နာမည်တော့မသိဘူးကျွန်တော်အဲ့ဒီကစားသမားလေးတွေကစပေါ့နော်ဒါတင်းတွေထွက်နေတာပေါ့နောက်ပြီးတော့တခြားလည်းအများကြီးပဲဆိုတော့ Pep Guardiola အနေနဲ့အဲ့ဒီလိုပြောလိုက်ခြင်းအပြင် United ရဲ့တာဝန်ရှိတဲ့ပုံကိုယ်တွေဟာပတ်လို့နေ့စနစ်ပိုင်းကြွေသွားတဲ့နီးပြမျိုးကဒီလိုပြောလာပြီဆိုတော့ကျွန်တော်တို့ခွန်မဲ့ကစားသမားတွေကဘယ်တယောက်များလဲအဲ့လိုမျိုးတွေပေါ့နော်ဇဝေဇဝါဖြစ်ပြီးတော့မှဒါပညာရှိစွာပနတ်စွာနဲ့မတုံးတက်တော့ဘဲနဲ့ဒါပပန်း40ခေါ်မိလိုက်လို့ရှိရင်အဲ့ဒါဂျင်းမိသွားမှာဂျင်းမိသွားပြီးတော့မှဒါဇဝေဇဝါဖြစ်ပြီးတော့ခေါ်လိုက်ပြီးတော့ဂျင်းမိသွားလို့ရှိရင်နောက်9နှစ်10နှစ်ဆောင်တိုင်ပတ်သွားမှာဆိုတော့ United ကအခုနောက်ပိုင်းဒါကုန်ပြောရလို့ရှိရင် Michael Carrick လက်ထက်မှာဘယ်တော့မှမကြသေးဘူးဗျာဒါ Man City ကိုဒုက္ခပေးလာတဲ့ဇင်းရင်းထဲမှာပါလာတယ်ပေါ့နော်အဲ့တော့ United လို့အတင်းမျိုးကသူတို့ကိုဒုက္ခပေးလာမှာကို Guardiola အနေနဲ့လုံးဝကိုမလိုချင်တာမဖြစ်စေချင်တာသိတယ်မလားအဲကြောင့်မလို့အဲ့လိုပဲဒါဂျင်းထဲ့တယ်လို့ပဲကျွန်တော်မြင်တယ်ဒါသင်ခန်းစာအနေနဲ့ပြောမှဆိုလို့ရှိရင်အရင်တော့ကဒါစာ Alex Ferguson ခက်လွန်ပေါ့နော် Man City ကဒီကစားသမားတွေကိုလည်းစိတ်ဝင်စားပြလိုက်ဟိုကစားသမားတွေကိုလည်းစိတ်ဝင်စားပြလိုက်နော်တကယ်တော့ကျွန်တော်သူတို့တကယ်ခေါ်လာမခေါ်ဘူးသူတို့နာမည်ကြီးနေတယ်သူတို့စိတ်ဝင်စားပြနေတဲ့ကစားသမားကိုမခေါ်ဘဲနဲ့ဟိုးဈေးသိမ့်မကြီးတဲ့ကစားသမားလေးတွေသူတို့ကခေါ်သွားတာတကယ်ရင်ချစ်ရှိတဲ့ကစားသမားတွေကိုရှာပြီးတော့မှခေါ်သွားတာအဲ့ချိန်မှာ United အတင်းကMan City ကဒီကစားသမားကိုစိတ်ဝင်စားတာပဲငါတို့ကရင်လက်ဦးမှုရမှသူတို့အတင်းကိုရောက်သွားရင်တော့မလွယ်ဘူးဒီကစားသမားတွေကိုတော့ငါတို့ကရင်လက်ဦးမှုယူလိုက်မယ်ဆိုပြီးတော့ခေါ်လိုက်တော့တကယ်နဲ့ကျတော့ Man City ကတကယ်စိတ်ဝင်စားဘူးအဲ့ဒီကစားသမားအလကားလေဟာနေတဲမှာရှောက်တွင်းလိုက်မှစိတ်ဝင်စားချင်ဆောင်ပြီးတော့မှတခြားတင်းကိုလိုက်ချင်းထဲ့တာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ချင်းမြင့်ဆုံးက United ဖြစ်နေတာကျွန်တော်တို့တင်းဖြစ်နေတာအဲ့ဒါတွေကိုစင်ကျင်ဖို့လိုတာပေါ့နော် United ရဲ့ဘုတ်အဖွဲ့အနေနဲ့ဒါဆရာပတ်ကမြင့်စေတနာရှိလို့ပြောနေတာမဟုတ်အဲ့ဒါတွေကနော် United ကိုတိုင်ပတ်စေချင်လို့ပြောနေတာသူ့တင်းကိုလာပြီးတော့မှသူငါမရှင်ပြန်နိုင်အောင်လုပ်နေတာပေါ့နော်လုံနေတဲ့ဟာတအားအမျိုးမြင်ကြီးရနော်နောက်9နှစ်စာ10နှစ်စာအတွက်သူလုပ်နေတာနောက်ပြီးတော့မှဒါဥပမာအနေနဲ့တင်ကန်းစာယူမှပြောရမှာဆိုလို့ဂျေးတန်ဆန်ချိုနော် CD ကနေပြီးတော့မှဒါတော့မုံပြောင်းသွားတော့ရေးလေးခြေစွမ်းပြတာအဲ့ချိန်မှာဒါ United ကလည်းစိတ်ဝင်စားနေတာပေါ့နော်နည်းနည်းပါပါပေါ့ခေါ်မလို့မခေါ်မလို့စဉ်းစားနေတဲ့အချိန်မှာဒါ Man City ကပြန်ပြီးတော့မှစိတ်ဝင်စားချင်အောင်စောင်းပြီးတော့မှဒါတင်းနေပါလွင့်မလိုက်တဲ့အချိန်မှာကျတော့သူတို့ငကိုတွေကသူတို့ရဲ့ academy ကစားသမားကိုဆန်ချိုကဆိုတော့သူတို့ရဲ့ academy ကစားသမားကိုသူတို့ကပိုတိတာပေါ့သူတို့တော့မှပြန်စိတ်ဝင်စားနေပြီကျွန်တော်တို့ရအောင်ခေါ်ရမယ်ခေါ်ထည့်ပလိုက်တာ social လက်ထက်မှာခေါ်ထည့်ပလိုက်ရောပထမဆုံး training video မှာတက်လာတာဘိုက်မှာအစီရီကြီးနဲ့ဆန်ချိုရဲ့ပုံစံကဘိုက်မှာလည်းအစီရီကြီးနဲ့ဘေလီလည်းမရှိဘူးဂျင်းမိသွားတာလုံးဝဂျင်းမိသွားတာနော်
အဲ့တော့ကျွန်တော်တို့ရဲ့အိမ်နီးချင်းစာ Alex Ferguson ပြောရမယ်ဆိုလို့ရှိရင်စူညံနေတဲ့အိမ်နီးချင်းအသင်းကကျွန်တော်တို့ United ကိုဒါစာ Alex Ferguson နောက်ပိုင်းနော်တော်တော်လေးကိုချင်းထဲတာကျွန်တော်တို့တော်တော်လေးကိုခံလိုက်ရပြီဆိုတော့ဒီတစ်ခေါက်ဒါ United ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ကွန်းနယ်ကစားသမားတွေ quality ရှိတဲ့ကစားသမားတွေဟို4-5 လောက်ကိုစိတ်ဝင်စားနေတဲ့အချိန်မှာဘယ်တယောက်ကိုခွဲရမှမသိစေဝေစေဝါဖြစ်သွားအောင်ဆရာပက်ကတော့ဒါကျွန်တော်တို့ကိုပဟေရီဆန်ကျွန်တော်တို့အတင်းကိုနော်ဂျင်းထဲနေတာပါအဲ့ဒါနော်ကောင်းတယ်လို့တော့မထင်နဲ့အဲ့ဒါတိလားတာရကတွေအများကြီးရှိခဲ့ဘူးလေကျွန်တော်တို့အတင်းမှာအဲ့လိုမျိုးမက်ဆီတီစိတ်ဝင်စားတာကို United ကလိုက်ခေါ်လိုက်အဲ့လိုမျိုးပုံစံနဲ့ United တိုင်ပတ်လာခဲ့တာအခုဆို10နှစ်ကျော်သွားပြီ73နှစ်ဖြစ်နေပြီခင်ဗျားတို့နော်စဉ်းစားမိလားမသိဘူးအဲ့ဒါတွေကဒါအတင်းရဲ့တာဝန်ရှိတဲ့ပုံကိုယ်တွေကအထူးကိုပနန်းနဲ့ဒါလောက်ဆောင်ရမှာပါဒါပေမဲ့အခုနောက်ပိုင်းဒါဥမာဘရာဒါတို့နော်ဝက်ခေါက်တို့ကတော့ဒါမစိုးဘူးပြောရမယ်အပြောင်းရွှေ့နေကိစ္စပြီးတော့မှတို့လောက်တာတကယ်လို့အပ်တဲ့ကစားသမားကိုရအောင်ခေါ်နိုင်တယ်တို့ခေါ်တဲ့ကစားသမားတွေကလည်းအတင်းအတွက်အကျိုးပြုတာများတယ်ဆိုတော့မစိုးပါဘူးဆိုတော့ကွာဒီလာပြောတဲ့စကားကိုနားယောင်ပြီးတော့မှလုံးမိတော့နောက်10နှစ်စာတိုင်ပတ်သွားနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောကြရင်းနဲ့ဒီမှာရန်နာပါတယ် Manchester United fan များအားလုံးကျမ်းမှန်ပြီးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ